ဘက်ထရီအသစ်ဝယ်ပြီး acid ထည့်ရုံနဲ့တကယ်ပဲအားပြည့်ပြီလားအိုးဆိုဘက်ထရီအသစ်တစ်လုံးဝယ်ပြီးချင်း acid ဖြည့်လိုက်ပြီးမဲ့ ampere တောက်မနေတာမျိုးကြုံမှုကြလာရင်တကယ်တော့ဒါအိုးမကောင်းတာမဟုတ်ပါဘူး acid နဲ့ခဲပြားတွေစနစ်တကျဓာတ်ပြုဖို့အချိန်နဲ့စနစ်တကျအားသွင်းမှုလိုအပ်နေရပဲဖြစ်ပါတယ်အိုးဆိုဘက်ထရီရဲ့သက်တမ်းကိုဆုံးဖြတ်တဲ့အဓိကတော့ချက်ထက်မှာပထမအဦးဆုံးချိန်အားသွင်းနာအချက်လဲပါပါတယ် acid ထည့်ပြီးချင်းချက်ချင်းအသုံးပြုလိုက်မယ်ဆိုရင်ဓာတ်ပြုမှုအပြည့်အဝမရှိသေးတဲ့အတွက်ဘက်ထရီသက်တမ်းတိုးသွားနိုင်ပါတယ်အခန်းနာတွေဘာတွေဖြစ်သွားနိုင်ပြီးတော့အခန်းနာနဲ့မြ acid ရဲ့ပြင်းအားကလည်းပျော့သွားပါတယ်ပျော့သွားတဲ့အတွက် plate ပြားမှာလည်းတက်ရောက်မှုရှိတယ်လीကားမှာတက်လိုက်မယ်ဆိုရင်တော့ဆက်နှိုးလိုက်တာနဲ့ဒိုင်နမိုကအားပြန်သွင်းပေးမှာဆိုတော့ကားသုံးတွေအတွက်ကတော့ကိစ္စမရှိဘူးလို့ဆိုရမှာပေါ့နော်အင်ဗာတာနဲ့သုံးစွဲမဲ့သူတွေအတွက်ကတော့အိုးဆိုအသစ်ကိုအဆစ်ဖြည့်ပြီးဆိုရင်စနစ်တကျအားသွင်းပြီးမှအသုံးပြုတာအကောင်းဆုံးပါပဲ